ကဲဒီနေ့ကတော့မနက်စာစားဖို့အတွက်အချစ်ဆုံးလေးကတော့ခောက်ဆွဲတုပ်ကိုရွေးချယ်ပါတယ်အခုခောက်ဆွဲတုပ်ကောင်းကောင်းရတဲ့ဆိုင်ကိုသွားနေပါပြီဆိုင်လေးကတော့တော်တော်များများလဲတိကျစားကြမယ်ထင်ပါတယ်တောင်းကလာက Lucky 7မှာရှင်ကိုကတော့ခောက်ဆွဲတုပ်ဆိုရင်ပဲကြော်ရင်ငဖယ်ရယ်စမူစာရယ်ညက်ထည့်ပြီးတော့အလိုစားပါတယ်ကိုရီးယားတော့ခောက်ဆွဲတုပ်ဆိုလို့ရှိရင် Lucky 7ကဗမာတုပ်ကိုကြိုက်တယ်ပေါ့နော်ကိုရီးနဲ့အဆင်ပြေရပြီးရင်အဲ့လိုတုပ်စားရင်မုံဟင်းရည်တွေကလည်းအမြဲတောက်ချင်တယ်မပါမဖြစ်ပေါ့နော်ဒီနေ့ကကြတော့မန်လီပေးကြော်လဲရတော့မန်လီပေးကြော်လဲစားလိုက်ပါတယ်ဒါကြီး7ကကြတော့လေသူကအရတာရောတန့်ရှင်းမှုရောပြီးတော့ service ကိုပေါ့နော်ဈေးရောသူ့အနေနဲ့သူအဆင်ပြေနေသေးရပေါ့နော်တယောက်နဲ့တယောက်ကလေအကြိုက်မတူနိုင်တော့လေခောက်ဆွဲတော့ကြိုက်တယ်ဆိုရင်တစ်ခေါက်လောက်တော့ try ကြည့်တင်တယ်လို့ထင်ပါတယ် try ကြည့်ပေါ့နော်တစ်ခေါက်လောက်တော့လေသူ့ရှေ့အကြော်ရလည်းကောင်းပါတယ်ပုံမှန်ဆိုအဲ့လိုတချို့တစ်ခါလေးစီမတက်နိုင်ပါကြုံဘူးတယ်လေအဲ့လိုအကြော်တွေပါစားရဲဆိုရင်တော့ဒေချောင်းကတ်တာတွေပါတိတိတတာဖြစ်တယ်ပေါ့နော်သူများတွေတော့မသိဘူးကိုယ်နှစ်ယောက်ကကြာဖြစ်တယ်ဒီမှာတော့အဲ့လိုဘေးကြော်စားရဲအခုမန်လေးဘေးကြော်စားရဲအဲ့လိုမဖြစ်ဘူးပေါ့နော်အခုကပြောရင်လည်းစားရဲကိုကတော့အရင်ကုန်သွားပြီနောက်ပြီးတော့အဲ့မှာဆိုလို့ရှိရင်တောင်းကဆိုင်မှာကျတော့ဗာလေးလေအဆင်ပြေလဲဆိုတော့အဲ့လိုရှောက်ရွက်တော့နန်းပင်တို့ပဲပြားလေးတို့ပါရပေါ့နော် Lucky 7တစ်ဆိုင်နဲ့တစ်ဆိုင်မှာတော့မတူဘူးပေါ့နော်နောက်ရက်တွေကြာလို့ရှိရင်လည်းအဲ့လို Lucky 7တခြားဆိုင်အမြဲထိုင်လေးရှိရဆိုင်ရှိရပေါ့နော်ကိုရီးယားအလုပ်သွားတဲ့နေရာကြီးပေါ့နော်အလုပ်ကိစ္စသွားတဲ့နေရာကြီးအဲ့လိုလမ်းကြောတင်တဲ့နေရာကြီးနဲ့ Lucky 7ရှိရနေရာကြီးဆိုအမြဲတစ်ဆိုင်မဟုတ်တစ်ဆိုင်ထိုင်ဖြစ်တယ်ပေါ့နော်စားပြီးတောက်ပြီးပြီဆိုတော့ကော်ဖီတောက်မယ်ပေါ့နော်ကော်ဖီတောက်မယ်ဆိုတော့တကြားဖြတ်ခြင်းခံတာပေါ့နော်သူရှိကနိုစိမ်းကော်ဖီပဲအမြဲတမ်းမှတောက်တယ် equal sugar နဲ့တောက်တယ်ပေးထားတဲ့ crema လေးတွေကိုတော့မထည့်ဘူးဒါပေမဲ့မထည့်ဘူးဆိုရင်လည်းဆိုင်မှာမထားခဲ့ပါဘူးနှစ်ရက်တောက်တိုင်းပဲအဲ့ဒီထုတ်လေးတွေကိုအိမ်ကိုပြန်ယူသွားပါတယ်ကော်ဖီတောက်ပြီးပြီဆိုတော့လေဖုန်းလေးနည်းနည်းပါးပါးသုံးပြီးတော့ခဏနေအလုပ်ကိစ္စနဲ့တန်လင်းကိုတွားချက်ရှိရတွားပါတော့မယ်ဒီနေ့ကလေရာသီဥတုကနေရအရန်မပူလို့တော်သေးရဲ့တာဂီတာကိုရောက်ပါပြီခဏနေလို့ရှိရင်တန်လင်းရာအစ်စ်ကြီးဘက်ကိုကိုပါတော့မယ်ဒါပေမဲ့အဲ့ဓာတ်အစ်စ်ကြီးမတွားဘူးပေါ့နော်900ပေးရမှာဆိုလို့လက်ကားစားပါနော်တန်လင်းကိုတော့ရောက်ပါပြီတန်လင်းမှာစားလို့ကောင်းတဲ့ဆိုင်လေးတည်ရင်လည်းပြောခဲ့ပေးပါဦးနော်ဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်